ဒီနေ့ကတော့ကျွန်တော်တို့နှစ်ယောက်ပေါ့နော်သူကအလုပ်ခွင့်ယူပြီးတော့ကျွန်တော်တို့ဒီတောင်ပေါ်တနေရာလေးမှာပေါ့နော်ကျော်သူအေးဆေးဆေးတဲ့တော့အိမ်မှာဖြစ်ပါတယ်ပေါ့နော်ပြီးအဲ့ဒီမှာဘာတွေရှိတယ်ပြီးရင်ဘယ်လောက် view လာတယ်ဘယ်လောက်အေးဆေးဆေးကြားတယ်ဗျာတဲ့မှာဘာတွေစားစရာရှိတယ်ပြီးရင်ဘာတွေစိတ်ဝင်စားဖို့ကောင်းလဲဆိုတော့ကျွန်တော်နှစ်ယောက်ကအဲ့မှာအလေခေါ်မှဖြစ်ပါတယ်ပြီးရင်ကျွန်တော်နှစ်ယောက်အဲ့ဒီမှာတော့အိတ်တဲ့စရိတ်ဘယ်လောက်ကြားလဲဆိုတော့ကျွန်တော်သူတက်ကြည့်ရအောင်ဗျာပြီးအဲ့ဒီမှာလည်းရန်နမမိုက်တယ်အေးဆေးဆေးလေးနဲ့အနားယူရအောင်ပေါ့နော်ကျွန်တော်နှစ်ယောက်ဒီနေ့အဲ့ဒီတောင်ပေါ်မှာတော့အိတ်မှာဖြစ်ပါတယ်ပေါ့နော်โอเคလားဘာတွေစိတ်ဝင်စားဖို့ကောင်းမလဲဆိုတာကိုတော့ကျွန်တော်တို့နှစ်ယောက်လည်းတူအားလုံးပဲလိုက်ကြည့်အားပေးကြပါဦးရှင်တော့မယ်ကျွန်တော် let's go ညီလေးပြန်တွေ့ပြန်ပြီနော်မမီလာငေါ့ဟမ်မမီတဲ့စေးဆေးရမလားလူရှိတာအောင်အထဲမှာမလာအဲ့ရမဲဟုတ်ဖြစ်တယ်တော့ဝေးထားလိုက်ယူရဲโอเคအခုတော့ရောက်ပြီပေါ့ဗျာကျွန်တော်တို့တဲမဲဝါသေးဒီမှာတညအိတ်မယ်ဗျာအရန်ထဲမှာလာတယ်တို့လေးပြောတာမှကျွန်တော်လာမယ်โอเคရောမာလည်းမမီရောအခန်းလေးယူလာအခန်းမလို့ရလားလောဟိုမှာလူလဲလားတခါယူတခါကားဒီခန်းလားဟုတ်ကဲ့တခါကားအဲ့စနေကလောပဲလာဒီဟာဘလောပဲလာလေဒီပေါ်လေကလို့ရှိရသူ့ပေါ့ဒီစလို့ကလို့ရှိသူ့ပေါ့ရောဒီရှေ့မှာအိတ်မလားဟိုဒီမှာအစ်စ်ပြန်လဲဒီတော့တိုင်းရပြန်လာပါပြီအေးအစ်စ်လဲလိုက်ဝေါဟိုတစ်ခါလာတော့ဒီလိုမဟုတ်ဘူးတညအိတ်မှာဖြစ်ပါတယ်အခန်းကတော့ကျွန်တော်ဒီခုနမှာကျွန်တော်ဝါးသေးလေးပေါ့နော်အဲ့ဒီမှာအဲ့ရမှာဖြစ်ပါတယ်တညကို900နှုံးတယ်ပေါ့နော်ဒါပေမဲ့မဆိုးလို့တော့ပြောလို့ရပါတယ်အခုကတော့သူကျွန်တော်ကိုဝင်ကြီးမကောက်ဘူးအရင်ကလည်းလာဘူးလေဆိုတော့ဒီနေ့လာဘူးလေလို့ဆိုတော့ပြောဝင်ကြီးမကောက်ဘူးဆိုတော့နေ့ဝင်ကြီးပေးစရာမလိုဘူးဒါပေမဲ့အခန်းကတည900နဲ့ပြီးရင်ဟိုဒီဟာဖိုးလေးနဲ့ပေါ့နော်ရှိပါတယ်ခင်မဆိုးပါဘူးဒီမှာနိုင်ပါတိတ်စိတ်နဲ့တော့ဒီညတော့တင်မှာအေးစစ်နဲ့အနားယူမှာဖြစ်ပါတယ်ပေါ့နော်โอเคဗျဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့နှစ်ယောက်ဒီမှာလာအနားယူတဲ့ဒါဗီဒီယိုဖိုင် blog လေးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့အားပေးကြပါဦးလို့ပြောချင်ပါတယ်ပေါ့နော်โอเคအခုတော့ကျွန်တော်ဒီမှာခဏ view လေးခန်းစားရင်းနဲ့အနားယူလိုက်အောင်ပဲဗျခုဆိုရင်ဒါကျော်တညတာအိတ်ဆက်မဲ့ပေါ့နော်900တန်ဝါသေးလေးဖြစ်ပါတယ်အဲမှာလားလူနေထားရှိတယ်ကြည့်အောင်ဟေးဝေါဆိုးဗျာ900တန်တညတာကျော်နေရာဒီမှာအနားယူအိတ်ဆက်မှာဖြစ်ပါတယ်တိတ်စိတ်လေးပေါ့နော်နားယူပါရေးလေးနဲ့အိတ်ရှင်လို့နှစ်ယောက်တာဒီလာတော့ဖြစ်ပါတယ်တောင်ပေါ်ဒီတာလေးမှာတော့ဗော်ဒေတာတွေမှာနာအေးပိုင်းအေးစစ်စစ်လေးနဲ့နားယူဖို့လာပါတယ်ရှင်အားလုံးလည်းလာပြီးတော့အနားယူနိုင်ပါတယ်ဗောနော် Colors and promises how to be brave how can I love when I'm afraid to အဲ့တော့မယ်ဗျာနိုင်ပါ
တေးသေးစိတ်နဲ့ကျွန်တော်ညောက်အနားယူအိတ်ဆက်တော့မယ် see you tomorrow မွေးမှာကျွန်တော်ဒီမှာ view တွေပြန်ရိုက်ပြပါဗျာဘယ်လောက်ထိလာတယ်ဘယ်လိုနေထားပဲရှိတယ်ဆိုတာဘာဖြစ်လို့ကျွန်တော်ဒီရောက်တဲ့ခြေရဗျာသိတယ်ဗျာအရင်ကမှမောင်ဝိုင်းပဲတော့ပဲနော် မောင်ရောကိုလုတ်ပြီးမှလာတယ်လေ 9နာရီပေါ့နော်9နာရီကြော်တော့လာတယ်ပြီးတော့လာဟိုလမ်းမဟုတ်ဝင်ဒီဝင်ဆိုတော့ဒီရောက်တော့ကျွန်တော်เนี่ยမွေးချုပ်သွားပြီ Okay ဗျ see you tomorrow မိုးရမပြန်တွေ့မယ်အားလုံးပဲ see you bye bye oh good night bye bye